နော်မင်္ဂလာပါကြီး3000 ရလိုက်တဲ့ညီလေးတဲ့โอเคပါနော်လုံးဝပြီးခဲ့တဲ့ဘက်ကလည်းအစင်နေပြေးတယ်ဒီအပတ်လည်းအစင်နေပြေးနေတော့ပဲနော်ကျွန်တော် like ကိုကြည့်တဲ့သူတွေတော့ကျွန်တော်ပြောပြီးသားနော်လက်မလေးတွေနှိပ်မယ် like လေးပြအောင်ကြည့်တယ်ကျွန်တော် like ကိုကြည့်တဲ့သူတွေအားလုံးပဲနော်အကိုဒီမတွေအားလုံးအကျိုးအားလုံးပဲရှိရမယ်အကျိုးမရှိဘူးဆိုတော့မဖြစ်စေရဘူးနော်ကျွန်တော် like ကိုနည်းနည်းလေးသိခံပြီးတော့ကြည့်တဲ့သူတွေအားလုံးပဲနော်အစင်နေပြေးပါပါမင်္ဂလာပါညီလေးတွေမင်္ဂလာပါဒီကျတာဝိနေချိန်တူရင်ထိတ်ပဲဟုတ်တယ်စာဝတ်ကျင်တော့အဓိကပြောချင်တာအလားတွေပဲမင်္ဂလာပါတော့တဲ့ညီလေးရှင်မင်္ဂလာပါနော်ကျွန်တော် like ကိုကြည့်နေတဲ့မျိုးတွေအားလုံးပဲပေါက်ပါတယ်အဲ့အတွက်ပေါက်ချင်တဲ့မျိုးတွေ like လေးဝင်ကြည့်ပါဒါလေးပဲအဓိကပြောချင်တယ်အေးဆေးပဲလေကျွန်တော်တို့အေးဆေးပဲနော်ကျတာဝိနေညနေစီဒီတောက်ချောက်ပေါက်နေတော့ပဲမင်္ဂလာပါပေါင်လေးတဲ့မင်္ဂလာပါနော်ရာပြီးရအစင်ပြေပြီးပြေကဲအားလုံးပဲလိုက်စားလေးမှာနည်းနည်းပြောမယ်ဒီကကျွန်တော် like လေးနည်းနည်းစောစောတက်တာအဓိကကျွန်တော်ဒီညလေးမှာနည်းနည်းလေးနော်ဖုန်းလေးတွေပြောပြရမှာရှိပါတယ်အဓိကရည်ရွယ်ချက်ကတော့ဘာပြောချင်လဲဆိုရင်ကျွန်တော်တောက်ကြနေတော့ကဏ္ဍလေးတွေတင်ပေးပါမယ်မတင်ပေးခင်မှာအားလုံးတဲ့အရေးကြီးတာလေးကျွန်တော်ပြောချင်ကျွန်တော် like တွေမှာကြီးနေတဲ့မျိုးတွေက like ပြီးမှကြီးတဲ့မျိုးတွေအားလုံးပဲတောက်ကြနေကဏ္ဍနှစ်ကွက် share ထုတ်ပေးထားတယ်နော်ဒါပုံမှန်တိုင်းကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုနော်အဲ့အတွက်အဖွဲ့ပုံမှန်တိုင်းဝင်နေတဲ့သူတွေရောဒီအပတ်မှစပြီးတော့နော်လိုက်ဆိုကြည့်နေအကိုတွေရောစနေတင်းလေးကြမှာတီးတဲ့နော်ကန်ထားပြီးတော့မဝင်ပါနဲ့ဒီတောက်ကြနေနော်မနက်သေးညစီကဏ္ဍလေးနှစ်ကွက်ရှိတယ်မနက်ညနော်ဒါမနက်ညမှာဒါပုံမှန်တိုင်းထွက်တဲ့ကဏ္ဍကျွန်တော်တင်ကဏ္ဍတစ်ခွက်ကိုပဲအဓိကရွေးချက်ပေးရတာဖြစ်ပါတယ်အဲ့ဒီမှာတစ်ခွက်ကောင်းလေးပါကျွန်တော်ထည့်ပြောပေးတယ်နော်အဲ့ဒါလာယူတဲ့အမျိုးတွေရောမယူရသေးတဲ့အမျိုးတွေရောအားလုံးပဲနော်ကျွန်တော် like ကိုကူးကြည့်နေဆိုရင်အားလုံးပဲတောက်ကြနေကဏ္ဍနှစ်ခွက်အားလုံးပဲ share ထုတ်ပေးထားပါတယ်အဲ့ဒါအဖွဲ့ဝင်မဲ့သူတွေနော်အားလုံးပဲအပတ်တိုင်းဖွဲ့ဝင်နေတဲ့သူတွေအားလုံးပဲဒီ like မှာเนาะကျွန်တော်ဒီညလေးမှာနည်းနည်းလေးเนาะအလေးလေးထားပြီးတော့ဝင်ပေးပါဘာကြောင့်လဲဆိုတော့နည်းနည်းလေးဖုန်းခေါ်တာလေးအဆင်မပြေဖြစ်ပါတယ်ဘာလို့လဲနည်းနည်းလေးကျွန်တော်ဒီမှာအဖွဲ့ဝင်တဲ့သူတွေနည်းနည်းများလို့เนาะအဲ့အတွက်မရရင်ရအောင်ဆက်ပေးပါเนาะမယူရသေးရင်ရအောင်ယူပေးပါเนาะအားလုံးပဲပွင့်နေကြတော့အားလုံး like ဆော့စီချင်ပါတယ်အဲ့အတွက်ဒီအပတ်မှာကျွန်တော်တို့ဒါပေါက်နေတဲ့သူတွေရောအဆင်ပြေနေတဲ့သူတွေရနေတဲ့သူတွေရောเนาะမနေ့ကမှအားလုံးပဲရရင်တူတူပဲရမယ်အောင်ပွဲခံရင်တူတူပဲခံမယ်เนาะအဲ့အတွက်နည်းနည်းလေးဖုန်းလေးတွေဆက်တဲ့အခါမှာမအားမလတ်တာတို့အစင်မပြလို့ရှိရင်ခွင့်လို့နားလဲပြီပါ။ဘာကြောင့်ဆိုတော့ကျွန်တော်ရှိမှာအဖွဲ့ဝင်တဲ့သူတွေကနည်းနည်းများတော့ဒီတောက်ကြနေเนาะအဲ့ဒီမှာတင်ကနေလေးလိုက်ဆော့တဲ့အခါမှာเนาะနည်းနည်းလေးဖုန်းအမှကျွန်တော်ဖုန်းနံပါတ်3လုံးတင်ပေးထားပါတယ်။เนาะအဓိက